ပူရဲအိုက်တယ်တကယ်ကိုပူအိုက်တဲ့နေရာဒီကြီးမှာခန္ဓာကိုယ်ကအပူအပုတ်တွေကင်းစင်ဖို့အတွက်ခီခီရဲ့ကိုကော်ဖီနဲ့နင်းဆက်ပြာနဲ့ရေချိုးကြမယ်ခီခီရဲ့ကော်ဖီနဲ့နင်းဆက်ပြာကမြန်မာကော်ဖီစစ်စစ်နဲ့နင်းစစ်စစ်ပင်နဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်မှာရှိတဲ့ရေချိုးပြီးပြီဆိုတာနဲ့ပေါ့နော်ခန္ဓာကိုယ်မှာရှိတဲ့အပူပုတ်တွေကိုသူကကင်းစင်စေပါတယ်သူ့မှာပါဝင်တဲ့ဗီတာမင် E ကဆွစ်ဇာလန်နိုင်ငံကဗီတာမင် E ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်မှာပေါင်းတင်ပြီးတော့ရေချိုးပြီးသွားပြီဆိုတာနဲ့အသားရည်လေးကပေါ့နော်ချောပြီးတော့မှနူးညံ့ပြီးတော့မှတိဆက်နေမှာပဲဖြစ်ပါတယ်ခီကော်ဖီနဲ့နင်းဆက်ပြမှာပါတယ်ပေါ့နော်ကော်ဖီအမှုန့်က grade A ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ပေါ်မှာတိုက်လိုက်တာနဲ့ပေါ့နော်နူးညံ့တဲ့အထီးတွေ့ကိုရစေပါတယ်ကော်ဖီရဲ့အာနိသင်တွေကခန္ဓာကိုယ်မှာရှိတဲ့အကြောပြက်ရာတွေကိုသူကသက်သာစေတယ်ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ cell တွေမလိုအပ်တဲ့ cell တွေကိုလည်းသူဖိတ်ရှားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့အသားရည်ကသုံးနာကြလာတဲ့မြအသားရည်ကတိတိတတာကိုကြည်လာစေပါတယ်မြန်မာရခေတ်ဆက်အသုံးပြုခဲ့တဲ့နနွေးကကြတော့အသားရည်ကိုသူကဝင်းဝါစေတာပါဒါကြောင့်မို့လို့ခီရဲ့ကော်ဖီနဲ့ဆက်ပြာသုံးပြီးတဲ့သူတိုင်းကပေါ့နော်အသားရည်ကကြည်ပြီးတော့မှဝင်းဝါဆိုပြနေမှာပဲဖြစ်ပါတယ်နွေရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့နနက်ခင်းကို SPF ပါတဲ့လိုရှင်လေးလည်းလိမ့်ဖို့မမေ့နဲ့ဘူးเนาะအသားကြည့်ခြင်းနဲ့အသားရည်ကဖြူဖြူပတ်ကြီးမဟုတ်ဘဲနဲ့ဝင်းဝါဖြူဖြူလေးမြမအသားရည်အလှလေးကိုရခြင်းနဲ့ဆိုလို့ရှိရင်တော့ခီရဲ့ကော်ဖီနဲ့ဆက်ပြာကိုသုံးလိုက်တော့เนาะ